ဟုတ်ကဲ့ဒီတစ်ခါတော့ကျွန်တော်ဒီတောင်ကြီးကနေပြီးတော့မှဟိုပုံးဘက်ကိုသွားမယ်ပေါ့နော်အခုသွားမယ့်နေရာကတော့ Sky Mountain ဆိုတဲ့စားတောက်ဆိုင်ပဲဖြစ်ပါတယ်အဲ့ဒီစားတောက်ဆိုင်မှာဆိုရင်အခုမြင်နေရတဲ့အတိုင်းပဲပေါ့နော်ရေကူးကန်လေးလည်းရှိတယ်ဒီမှာကလေးတွေဒီလိုအပျော်စီးဖို့အတွက်ဒီလိုလေလေးတွေလည်းထားပေးထားတယ်ပေါ့နော်အခုကတော့တောင်ကြီးကနေပြီးတော့မှဟိုပုံးရောက်ခါနီးလေးမှာပေါ့နော်ဒီမှာအဲ့ဒီစားတောက်ဆိုင်လေးရှိပါတယ်အခုဒီလမ်းညွန်အတိုင်းကိုကျွန်တော်အခုပဲပြပေးမယ်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့တောင်ကြီးကနေလာမယ်ဆိုရင်ဒီဟိုပုံးမျိုးမရောက်ခင်နားလေးမှာပေါ့နော်သူ့ရဲ့ဆိုင်ကအဲ့ဒီနားလေးရှိပါတယ်ကျွန်တော်တို့ဒီကိုမရောက်ဖြစ်တာလဲဟောပေါ့နော်တစ်နှစ်ကျော်လောက်ရှိပြီပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဟိုအရင်တုန်းကအတိုင်းပဲဒီသွားနေကြလမ်းလေးရှိတယ်ပေါ့နော်အခုဒီမြင်နေရတဲ့ဒီဖုန်ကြီးချောင်းလမ်းကနေကျွန်တော်တို့ကဝင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီမှာကန်ဆိုးတာကဒီရဲ့လမ်းကခါကျတော့အခုခါကျတော့သူတို့ကပိတ်ထားလိုက်ပြီဖြစ်တယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကမတိဘဲနဲ့ဒီအတိုင်းပဲရှေ့ကိုဆက်ပြီးသွားမိတယ်ပေါ့နော်ဒီရှေ့ကိုရောက်တဲ့အခါကျတော့ဒီဖုန်ကြီးကျောင်းရဲ့ဒီလမ်းခွဲနေရပေါ့နော်အဲ့ဒီ Sky Mountain ကိုသွားတဲ့လမ်းကအခုဆိုရင်ပိတ်ထားလိုက်ပြီဖြစ်ပါတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့ကဘာကိုဘယ်လိုဖြစ်သွားလဲဆိုတော့ဒီဖုန်ကြီးကျောင်းအထဲကနေမဝင်ဘဲနဲ့ကျွန်တော်တို့ဟိုဘက်မှာတီးတန့်ဆိုင်ကိုသွားတဲ့လမ်းလေးဖောက်ထားတာရှိတယ်ပေါ့နော်အဲ့ဒီဘက်ကိုကျွန်တော်တို့ကပြန်ပြီးသွားခဲ့ရတာဖြစ်ပါတယ်ဒါကကျတော့ကျွန်တော်လမ်းမားသွားတာဖြစ်ပါတယ်ပေါ့နော်ဒါကတော့အခုလက်ရှိအသစ်ဖောက်ထားတဲ့လမ်းကလေးဖြစ်ပါတယ်ဒီလမ်းအတိုင်းသွားရမှာဖြစ်ပါတယ်ဗျဟုတ်ပြီဒီမှာဒီဖုန်ကြီးကျောင်းရဲ့ဒီအနောက်ဘက်ကမုတ်ဦးကနေကျွန်တော်မြေလမ်းအတိုင်းဝင်သွားမှာဖြစ်တယ်ပေါ့နော်မြေလမ်းအတိုင်းသူကဒီမှာလမ်းဆုံနေရာဒီမှာဆိုရင်သူကလမ်းညွန်ဆိုင်းဘုတ်လေးလှုပ်ထားတာရှိပါတယ်အဲ့ဒီလမ်းညွန်ဆိုင်းဘုတ်အတိုင်းကိုကျွန်တော်တို့ကဒီမြေသားလမ်းအတိုင်းပဲသွားလိုက်ရုံပါပဲခက်ကြီးတော့မဟုတ်ပါဘူးဗျတောင်ကြီးကနေလာမယ်ဆိုရင်ပေါ့လေဒီဟိုပုံးမရောက်ခင်နာလေးဆိုတော့လေကျွန်တော်ထင်တော့ကျွန်တော်ခန့်မှန်းကြည့်တော့မိုင်ဆိုရင်တော့9မိုင်10မိုင်လောက်တော့ရှိမယ်ထင်ပါတယ်အရင်တော့ကကြဒီမှာဘေးကနေကျွန်တော်ခုနပြောသလိုပဲပေါ့နော်ဖုန်ကြီးချောင်းဘေးကနေအရင်တော့ပေးသွားတယ်ဒါပေမဲ့လူကသွားလာများတဲ့အခါကျတော့ကျွန်တော်ထင်ဒီဖုန်ကြီးလဲရှက်တွေပါညာလို့တွေမကြိုက်လို့ထင်ပါတယ်အဲ့ဒါနဲ့ဒီဘက်လမ်းကိုခုကကျတော့ပိတ်ထားပြီးတော့မှဒီဘက်လမ်းကနေပြီးတော့မှသူကသူ့ရဲ့ဒီ Sky Mountain ကိုသွားတဲ့လမ်းကိုသူကတီးတန့်ဖောက်လိုက်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်အခုဆိုရင်ဒါကျွန်တော်တို့အခုမြင်နေရတယ်ဟိုဒီရှေ့ကဒီမှာအဆောက်အုံလေးရှိပါတယ်အဲ့ဒီမှာဆိုရင်ဒါကျွန်တော်ပြောနေတဲ့အခု Sky Mountain ကိုရောက်ပြီဖြစ်တယ်ပေါ့နော်ဒီကနေဒီမှာအပေါ်လေးကိုတက်မယ်ဆိုရင်တော့ဟိုအပေါ်မှာကကျွန်တော်ကားတွေရပ်နားတဲ့နေရာလေးရှိပါတယ်ကျွန်တော်တို့ကဆိုင်ကယ်နဲ့သွားတဲ့အတွက်ကြောင့်မလို့ဒီဆိုင်ကယ်ရပ်နားတဲ့နေရာမှာပဲကျွန်တော်တို့ကထားခဲ့တယ်ပေါ့နော်အခုဆိုရင်ဆိုင်တဲကိုကျွန်တော်ဝင်ပါပြီဒီမှာဆိုင်ရဲ့အနေအထားကိုကျွန်တော်အခုတခါတည်းပြပေးသွားမှာဖြစ်တယ်ပေါ့နော်ဒါဆိုဒီမှာအခုရောက်ပါပြီကျွန်တော်တို့ရောက်တဲ့အချိန်ကကြောဒီမှာလူတွေလည်းဒီဆိုင်တဲထဲမှာပေါ့နော်လူတွေလည်းကျွန်တော်တွေ့ရပါတယ်ကျွန်တော်တို့အခုသွားတဲ့အချိန်ကလပြည့်နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမနေ့အစောကလေးဆိုရင်လူတွေရောက်ရှိနေပြီဖြစ်ပါတယ်ဗျဒါကျွန်တော်တို့ရောက်နေတဲ့အချိန်ဆိုလဲဒါမနေ့10နာရီလောက်တော့ရှိပြီပေါ့နော်ဒီဆိုင်ကိုကျွန်တော်သဘောကျတာတခုကတော့ဒီဆိုင်မှာဝင်ကြေးပါညာဆိုလဲမရှိဘူးပေါ့နော်ကျွန်တော်တို့ဒီမှာအစားအသောက်လေးတွေမှာပြီးရင်ဒီမှာထိုင်စားရုံပဲဒီမှာကလေးတွေလည်းဒီမှာပြောပါဆော့ကစားလို့ရတာလေးလည်းရှိတဲ့အတွက်ကြောင့်မလို့ကလေးတွေအတွက်ဆိုလဲအတော်လေးကိုပျော်ဖို့ကောင်းတယ်ပေါ့နော်ကျွန်တော်တို့လူကြီးတွေဆိုလဲကိုကရေမဆော့ချင်ရင်တော့မှပဲဒီအစားအသောက်လေးစားနေကိုကလေးတွေဆော့နေတာကိုဒီလိုပဲထိုင်ကြည့်လို့လည်းရတယ်ပေါ့နော်ကိုကဒီလိုလီလေးတွေစီးချင်တဲ့ရေလေးတွေဆော့ချင်တယ်ဆိုလဲဝင်ဆော့ပေါ့လေဒီမှာတော့ပျော်ဖို့ကောင်းပါတယ်ကျွန်တော်တို့ကြီးရတဲ့လောက်ဆိုရင်တော့ဒီဘေးပတ်ဝန်းကျင်ကရေပအိုးရွာကကလေးတွေလည်းအများကြီးရေလာဆော့တာကိုတွေ့တယ်ပေါ့နော်သူကဒီကန်ရဲ့အနေအထားကကြော်လေးကျွန်တော်ကြီးရတဲ့လောက်ကဒီမှာသူကန်3ကန်လောက်ထားပေးတယ်ပေါ့နော်ဒီမှာခုနကတော့ကျွန်တော်တို့ထိုင်တဲ့ဆိုင်ရဲ့ဒီအနောက်ဘက်မှာဆိုလဲဒီမှာကန်လေးတကန်လောက်ထားတယ်ဒီမှာသူ့ရဲ့ဒီမှာထိုင်စားလို့ရတဲ့တဲလေးတွေလည်းသူလှုပ်ထားပြီးတယ်ဒီမှာဆိုကျွန်တော်တို့ဒီမှာအေးစစ်ထိုင်စားချင်တယ်ဆိုရင်ဒီအနောက်ဘက်မှာထိုင်စားလို့ရတယ်ဒီမှာတပ်ပုံလေးတွေလည်းရိုက်လို့ရတဲ့နေရာလေးတွေလှုပ်ထားပြီးတယ်ပေါ့နော်ဒါကတော့ဒီအနောက်ဆုံးမှာရှိတဲ့ကန်လေးဖြစ်ပါတယ်သူကဒီမှာတော့သူကရေတော့မဖြည့်ထားဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီမှာအေးစစ်လေးထိုင်ချင်တယ်ဆိုရင်ဒီအနောက်ဘက်မှာဒီလိုလေးလာထိုင်စားလို့ရပါတယ်ဒါကတော့ကျွန်တော်ဒီနောက်ထပ်ဟိုဘက်မှာတကန်လေးရှိတယ်ပေါ့နော်အဲ့ဒီကန်မှာကကျတော့လည်းအခုမြင်နေရတဲ့အတိုင်းပါပဲ
ဟိုဒီဘက်မှာတော့သူတို့ကဟိုဒီဘက်ကိုလီလဲမထားပေးတဲ့အတွက်ကြောင့်မလို့ဒီဘက်ကမှာတော့စော့သမားကတော့ဟိုမရှိဘူးပေါ့နော်အောက်ကရေခါကျတော့လဲသူကဟိုအစော့တာတွေမရှိတဲ့အတွက်ကြောင့်မလို့ရေညှိလေးတော့နည်းနည်းလေးရှိတော့ချော်တယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်ဒီရေထဲကိုဆင်းတဲ့အခါကျရင်နည်းနည်းလေးတော့တတိထားပြီးဆင်းရတယ်ပေါ့လေဟိုဘက်မှာပဲသူကဟိုစော့တာလေးတွေလှုပ်ထားပြီးတော့ဗောနော်ဒီလိုလီစီးတာတွေလှုပ်ထားပြီးတဲ့အတွက်ကြောင့်မလို့ဒီဘက်မှာပဲထိုင်တာများတယ်ဗောနော်ကလေးဒီဘက်မှာပြည့်တယ်ဆိုမှပဲကျွန်တော်အခုဟိုဒီပြောတဲ့ဒီရေညှိလေးရှိတဲ့ရေကန်ဘက်မှာပဲထိုင်ကြတယ်ဗောလေကဲလို့ဒီဘက်ကမှာဟိုနေရာလေးတွေလွတ်တယ်ဆိုရင်ဒီဘက်ကမှာထိုင်ကြတာများပါတယ်ဒီဘေးမှာလည်းအခုလိုမျိုးပဲဒီပြင်ခင်းထားတဲ့နေရာလေးရှိတယ်ပြီးရင်ဒီဟိုမျောစင်အသေးလေးလှုပ်ထားတယ်ပေါ့နော်ဒီအပေါ်လေးကိုတက်ပြီးတော့မှပဲဒီဟိုရှေ့ဘက်ကိုလမ်းကြည့်လိုက်ရင်သူကဟိုပုံးမျိုးလေးကိုလမ်းပြီးတော့မှမြင်နေရတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အခုအပေါ်ကိုတက်နေပြီဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ဒီအပေါ်နာမည်ပေါ့နော်ဒါဟုတ်တယ်ကောင်းကင်တောင်တန်းပေါ့နော်သူတို့ဗမာလိုတိုက်ရိုက်ပါတာပြန်လာတော့ကောင်းကင်တောင်တန်းလို့ခေါ်ပါတယ် Sky Mountain ပေါ့လေအဲ့ဒါကိုသူကတိုက်ရိုက်ပါတာပြန်လာတာဖြစ်ပါတယ်အခုကတော့ဒါဟိုဘက်ကိုဟိုပုံးကိုလမ်းမြင်နေရတဲ့မြင်ကွင်းအနေထားပေါ့နော်ဟုတ်ပါတယ်ဒါ Sky Mountain ဒါကတော့ဒီဆိုင်ရဲ့အနေထားဖြစ်ပါတယ်ကျွန်တော်ဒီတဲလေးတွေကိုကျွန်တော်ရေတွက်ကြည့်တာတော့လေဒီတဲကလုံးဝတော်တော်များတယ်ဗျသူကဟို40နဲ့50ပတ်ဝန်းကျင်လောက်တော့ဟိုရှိတယ်ပေါ့နော်နေရာလဲတော်တော်လေးကိုကျယ်ပါတယ်ဟိုရေကလည်းသူကတော့တန့်နေပေါ့နော်ကျွန်တော်တို့အောက်ကိုကြည့်လိုက်ရင်တော့ရေကကြီးလင်းနေတာကိုတွေ့ရပါတယ်အဲ့ခါကျွန်တော်ဒီကိုရောက်လာပြီဆိုရင်ရေထဲကိုကျွန်တော်တို့ကစိတ်ချလက်ချဝင်ပြီးတော့မှဆော့လို့ရပါတယ်ဒီဆိုင်ကဝင်ကြီးရတော့မပေးရဘူးပေါ့နော်ဒါပေမဲ့အစားအသောက်ကိုစားတဲ့ခါကျတော့လေအရသာကတော့ဒီလောက်မစိုးဘူးလို့တော့ဟိုပြောလို့ရတယ်ပေါ့နော်သူကလည်းဈေးကြီးတဲ့အထက်ကတော့မပါပါဘူးဒါပေမဲ့သူကအပြင်တာမန်ဆိုင်တဲ့ဆိုင်တော့ဈေးတော့အနည်းငယ်ပိုတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာသူရဲ့ပြင်ဆင်ထားရတဲ့ဆိုင်အနေအထားရဲ့ဒီမှာသူရဲ့ဒီစော့ကစားလို့ရတဲ့အနေအထားရဲ့ဒါကိုတွက်ကြည့်လိုက်မယ်ဆိုရင်တော့ဒီသူ့ရဲ့အစားအသောက်တွေကအရန်ကြီးဈေးမကြီးဘူးလို့တော့ပြောလို့ရပါတယ်ဟိုတက်တာတဲ့အနေအထားတော့ရှိပါတယ်ကျွန်တော်ဟိုမန်းထားတဲ့လောက်တော့ဈေးအရန်ကြီးတယ်လို့ကြီးတော့ဟုတ်မနေဘူးပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်တန်ပါတယ်ကျွန်တော်တို့ကဒီလိုကြတစ်ခါမှသွားရတဲ့အတွက်ကြောင့်မလို့လဲတန်ပါတယ်ပေါ့နော်ဒီမှာကလေးတွေလည်းဒီလိုပဲပုံပုံပါပြောပါလေးဒီလိုဆော့ကစားရတဲ့အတွက်ကြောင့်လဲဂျင်းနှပ်ပါတယ်ပေါ့လေဒီကိုလည်းကြတစ်ခါမှရောက်တဲ့အတွက်ကြောင့်မလို့လဲဒါဒီကိစ္စတွေကတော့ဟိုကျွန်တော်တို့လည်းတစ်ခါတလေတော့လဲထဲမတွက်ပါဘူးပေါ့နော်ဒီဘက်မှာဆိုရင်လည်းဒီမှာသူဆိုင်တွေဟိုစားတောက်ပြင်ဆင်တဲ့ဟာတွေရှိတယ်ဒီမှာအေးတွေဖြော်ရည်တွေပြင်ဆင်တဲ့နေရာလေးတွေရှိတယ်ပေါ့နော်ဒီဘက်ကောင်တာမှာကျွန်တော်တို့ကြိုက်တာတွေမှာလို့ရပါတယ်ဒါကတော့ဒီကျွန်တော်မှာထားတဲ့အစားအသောက်ပုံစံအနေထားလေးဖြစ်တယ်ပေါ့နော်ကဲဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကအပိုင်း2ပိုင်းထည့်ထားပြီးတယ်ပေါ့နော်ဒီရှေ့ပိုင်းကတော့ကျွန်တော်ကဒီ Sky Mountain စားတောက်ဆိုင်ကိုသွားလေတာရဲ့ကျွန်တော်တို့ဒီစားတောက်လေးတွေစားတာရဲ့ဒီဗီဒီယိုအပိုင်းလေးတွေပါတယ်ပေါ့နော်ဒီအနောက်ဘက်မှာကကျတော့ပါလဲဆိုရင်မြန်မာဩဘာကနေပြီးတော့မှလုပ်တဲ့ free show လေးရှိတယ်ပေါ့နော်အဲ့ဒီ free show မှာဆိုရင်လဲသူက4ညလုပ်တယ်ပေါ့လေအဲ့ဒီရှေ့3ညမှာကကျတော့ဒီပိုးအဆိုတော်လေးတွေဟိုလာဆိုထားတာရှိတယ်ပေါ့နော်ဒီနံပါတ်4ရက်မြောက်ညအဲ့ဒီနောက်ဆုံးညမှာကကျတော့ကျွန်တော်တို့ဒီနိုင်ငံကျော်အဆိုတော်တွေပါတယ်ပေါ့နော်ဆိုင်ခန်းလိုက်တို့ဒီဘိုဖြူတို့ရဲ့ဒီအိတ်ချင်းတို့ဝိုင်းစုခိုင်သိန်းတို့စနေတို့လည်းပါတယ်ပေါ့နော်သူတို့ရဲ့ show တွေကိုလည်းကျွန်တော်တို့ကအဲ့ဒီညပိုင်းမှာကျွန်တော်ကသွားကြည့်ထားတာလေးရှိပါတယ်ပေါ့နော်အဲ့ဒါသူတို့ရဲ့ဒီ show ပွဲလေးတွေကိုလည်းအမှတ်တရအနေနဲ့ကျွန်တော်အနောက်မှာထည့်ထားတာလေးလည်းရှိတယ်ပေါ့နော်free show ဆိုတဲ့အတိုင်းပဲပေါ့နော်အဲ့ဒီညမှာလုပ်တဲ့ show ကလူအတော်လေးကိုစီကားပါတယ်ကွင်းလုံးပြည့်ကိုစီကားနေတာဖြစ်တယ်ပေါ့နော်ဘယ်မှာလုပ်လဲဆိုတော့သူကအဝေးရမိဘုံပြန်ကွင်းမှာလုပ်တာဖြစ်ပါတယ်ပေါ့နော်တောင်ကြီးမျိုးအဝေးရမိဘုံပြန်ကွင်းမှာလုပ်တာဖြစ်ပါတယ်အဲ့ဒီမိဘုံပြန်ကွင်းမှာလုပ်တဲ့ဒီ free show လေးကိုလည်းကျွန်တော်ဗီဒီယိုရဲ့အနောက်မှာထည့်ထားတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးကြပါလို့ကျွန်တော်မေတ္တာရပ်ခံပါတယ် Circling in the same place, trying to get my head on straight, even farther than yesterday. Don't wanna fake this, but I can seem to shake this
at me the same. Can't seem to break through. Tell me how to make it true. 'Cause I've given everything for you. You only love what is brand new. Now I'm just a game for you. There's no fight left in you anymore. You don't feel it anymore. Though I keep begging you for more. You don't feel it anymore. Anymore. Trying to keep the spark alive. And I know it already died. 'Cause you don't even seem to try. You never seem to try. Thought we were endless, but now I won't forget this. It's been a long time since you're mine. Can't seem to break through. Tell me how to make it true. 'Cause I've given everything for you. Just let me in. You only love what is brand new. Now I'm just a game for you. There's no fight left in you anymore. You don't feel it anymore. Though I keep begging you Mom, it's for in there. more. နားတော့မလား You don't feel it anymore. Anymore. ဟာနည်းမီလည်းနည်းပါ ကြမယ်သေးသေးလားအခုထဲကိုရောက်နေတာလေဆိုတော့ Sky Mountain ဘယ်တော့ဝေးဝေး ပြောလေတော့ပွက်လေးနေကြတယ်ကောင်အဲ့ဒါရည်ကူတဲ့ခုကူတဲ့တော့ဘောနော်ဒီကလည်းကလည်းစားရလေဒီမလုံးညာဒီတော့လာခါပါဖြစ်ကုန်ပြီ ဟာလား မဝနာဒီကတော့တပြပြလာ ဘာလို့မပြော ဒီဒီလုံးမလေးအချုံလို့အဲ့အောက်မှာဟာချုံပြော အရင်တော့ရောက်ဘူးလား ငါရောက်ဘူးလေးနေကြအဲ့စင်ရရေကူကြတယ်တော့ ဟုတ်ရောအဲ့နဲ့အခုတစ်ခေါက်ကကျွန်တော်ပြောလားမပြောလား အဲ့ဒီညတီးတော့မပြောကိုကအဖို့မရှိဘူးလို့မတီးနေတော့လေခုမှတီးတာ ငယ်ကတော့မတိလို့အခုကတီးတာတော့တီးလာပြီတီးလာတော့ပြောတယ်ဟုတ်လားမျိုးဟုတ်တယ် ဘာလို့လဲ အခုကဘယ်မှာရှိလဲဆိုတော့ဒါဖို့သုံးမှာအိုးကိုပိုင်ထုတ်ခွင့်ရတဲ့ကပုံလေးပေါ့အဲ့ဒီအဘုံမြောက်ဆိုမှာနော် အချင်းနဲ့မတော့ဘူး你只要讲讲。Circling in the same place, trying to get my head on straight, even farther than yesterday. Don't wanna fake this, but I can't seem to shake this. 'Cause you don't look at me the same. I can't seem to break through. Tell me how to make it true. 'Cause I've given everything for you. Only love what is brand new. Now I'm just a game for you. There's no fight left in you anymore. You don't feel it anymore. Though I keep begging you for more. You don't feel it anymore. Anymore. Trying to
keep the spark alive when I know well it already died. 'Cause you don't even seem to try. You never seem to try. I thought we were endless, but now I won't forget this. No, it's been a long time since you're mine. I can't seem to break through. Tell me how to make it true. 'Cause I've given everything for you. Just let me in. You only love what is brand new. Now I'm just a game for you. There's no fight left in you anymore. လေးပေါင်းရေးနေတယ်လေးအေးပြီလား You don't feel it anymore. ကြားရေးအေးပြီလားအေးပြီ So လား I keep begging you for more. အေးပြီလားအေးပြီလား You don't feel it anymore. Anymore. Or more. Or more. ဟာ အနောက်မှာလေဒီခါရှိတယ်မှာဘာဖိုင်မသိဘူးကောင်းပါလေမသိဘူးမသိ
တော့ဒီသားတွေအားလုံးပြီးလာပါအားလုံးစိတ်ဝင်နေတော့ပြောင်းပါလိုက်ဟေး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 တော့ဒီရန်သူလို့ထားမလဲပဲသူကချင်းလုံးလာလုံးလာပြီးတော့သူကချင်းငါအကြိုက်ကဘာတော့ကလာစိတ်ကိုချဖို့ငါတချင်ငါငါတချင်နေဒီလိုမျိုးပါလေဘောစတိုင်းနားမှာမြေဘောစတိုင်းချစ်နေမဲ့သူသမင်းတွေဖြူပေါ်ကြိုးတဲ့အထိဒီရင်ွယ်မှာမင်းဆက်လိုက်အော်ပြောလိုက်တရားထဲပဲချစ်ပါတယ်ရှင်ရင်လေးနဲ့ရှိရမယ်ချိန်တွေကိုလို့တက်ပဲရှိတော့ရင်ခဲရကြီးရဲ့တငယ်ချင်းလေးပါတယ်တငယ်ချင်းလေးပဲခွေဒီလိုချိန်ခါပြောပါတယ်ချစ်ရသူရဲ့နောက်ထပ်တော့ပြောချစ်ဘူးရှင်ရင်လေးနဲ့ရှူတော့မယ်ချိန်တွေကိုလို့တက်တယ်ဒီတော့ရဲ့ခဲရကြီးရဲ့တငယ်ချင်းလေးပါတယ်လောက်ကန်ရဒီမှာကြာကိုရဆယ်ဘဝဆိုလာတယ်ကတော့သူတို့တက်တဲ့တိုက်တဲ့ကြတဲ့တော့ဘိုက်တွေကဘူးဘိုက်တွေများရှင်းပြီးရွာလုံးအိုးလေလောက်ပါဟဲ့ချစ်အိုးလေလောက်ပါဟဲ့အိုးလေလောက်ပါဟဲ့ချစ်အိုးလေလောက်ပါဟဲ့အိုးလေလောက်ပါဟဲ့ချစ်အိုးလေလောက်ပါဟဲ့မင်းတို့ကငါဆိုပုံမိုင်းတယ်ဟဲ့ငါဆိုပုံမိုင်းတယ်ကျေးဇူးပါဒီချိန်ဒီအားပေးနေတဲ့ကျွန်တော်ရဲ့အော်ဒီယာလည်းကျေးဇူးတင်ပါတယ်ဖုန်းပြီးလေးနဲ့မှတ်ရဆိုရအောင်အိုးတိတ်လာမြတ်
ဒီပို့ထုတ်တောင်ကြီးဒီမရအောင်ပို့ရအောင်ပို့ရအောင်ပို့ပင်စိတ်ကြီးနေစားတော့မိမလည်းဆောင်ပေးရအောင်ပေးရအောင်ဟဲ့ပေးရအောင်တောင်ကြီးဒီမရအောင် you I love you I love you yeah ကာတို့ပါဖို့ကြောင်းကောင်းသူအောင်တို့ပါဖို့လာပြီရအောင်ပို့ရအောင်ပို့ဒီစိတ်ကြီးနေစားလောက်မိမလည်းဆောင်ပေးရအောင်ဒီလိုက်ရင်မြတ်ပါအာယူမှာကမဟုတ်မှာဟုတ်မှာဟဲ့ဟုတ်မှာဒီလိုက်ရင်ချိုးချိုးလေးအာယူမှာကအကျိုးလေးအကျိုးလေးအကျိုးလေးဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်လိုက်ပါတယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းဆက်လက်စောင့်မျှော်ရှုစာအားပေးကြပါအောင်ဗျဘိုင်ဘိုင်